မင်္ဂလာပါဇင်လက်ကြီး software download တောင်းတွေကိုရှင်းပြပေးပါမယ် Play Store ထဲကိုဝင်ပေးပါ Search bar မှာဇင်လက်ကြီးလို့ရိုက်ရှာပေးပါအစိမ်းရောင်လေးနဲ့ထွက်လာပါလိမ့်မယ် Install လုပ်ပေးပါဒါနာအောင်မြင်သွားပါပြီ Account ဖွင့်နေပါတခါတည်းရှင်းပြပေးပါမယ်ဇင်လက်ကြီး software တွေကိုဝင်လိုက်ပါရှစ်လုံးကိုရိုက်ထည့်ပေးပါအင်္ဂလိပ်အခရာlogin လေးကိုနှိပ်ပေးပါရင်ဝင်ပါအောင်နှိပ်ပါမိမိဒီ account တစ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ account တစ်ဖွင့်ပြီဆိုတာကိုနှိပ်ပေးပါအဝါရောင်ကွက်လေးကိုနှိပ်ပါဒီနေရာတွင်ဖုန်းနံပါတ်ထည့်တဲ့အခါမှာ39ပေါင်ထည့်ပေးပါနောက်တစ်ဆင့်ကိုသွားပါမယ်SMS ရဲ့အောက်ပါဖုန်းနံပါတ်တို့ OTP ကုတ်ပို့နေပါသည်စင်ကက်ဒီဖုန်းထဲမှာထည့်ထားရပါမယ်နော်ကြာလာတဲ့ OTP ကုတ်ကို message မှာပြန်သွားကြည့်ပါမယ်61346461346မှန်ကန်စွာထည့်ပါပင်ကုတ်သတ်မှတ်ပါပင်ကိုအကောင့်ဝင်ရန်အသုံးပြုပါမည်ငွေထုတ်ရန်အသုံးပြုပါမည်ဒီရဲ့ပင်နံပါတ်ကိုမြည်သူ့ကမပြောပြပါနဲ့ဝန်ဆောင်မှုဝန်ထမ်းလည်းတင်ဤပင်ကိုမေးခွင့်လုံးဝမရှိပါမေးခဲ့ပါကအတူရောင်များသာဖြစ်ပါတယ်ပင်ကုတ်သတ်မှတ်ပါဆိုတာမိမိကြိုက်နေတဲ့ရာစကဝတ်6လုံးကိုပြောတာပါအတီးဗျူဒီယိုနေပါပင်ကုတ်နောက်တစ်ကြိမ်ထည့်ပါဆိုတာကဆွနာကတက်မှတ်ခဲ့တဲ့ပင်ကုတ်စကဝတ်6လုံးကိုထပ်မံတက်မှတ်ခိုင်းတာပါအတီးဗျူဒီယိုနေပါမပုံတင်ခြင်းအောင်မြင်သည်မိတ်ဆက်ကုတ်ရှိလားမိတ်ဆက်ကုတ်မရှိဘူးဆိုရင်ကောင်းပြီဒီနေရာတွင်နာမည်ထည့်ပါအတီးဗျူဒီယိုနေပါဒါဆိုရင်အကောင့်ဖွင့်ခြင်းအောင်မြင်သွားပါပြီရှင်ကျေးဇူးတင်ပါတယ်